အနုပညာလောကရဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ကိုထွန်းထွန်းတယောက်မကြသေးခင်ကမှသူ့ရဲ့ရွှေလက်တွဲဖော်နဲ့အတူမင်္ဂလာပွဲကိုစီစီကားကားကျင်းပပြီးစီးသွားခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။သူတို့သားကြီးထွန်းထွန်းရဲ့မင်္ဂလာသတင်းကြောင့်ပရိသတ်တွေရင်ခုန်ကြည်နူးခဲ့ရသလိုအနုပညာမောင်နှမတွေကလည်းဝိုင်းဝန်းဆုတောင်းပေးခဲ့ကြတာလူမှုကွန်ရက်စာမျက်နှာထက်မှအခုထိမယိုးနိုင်သေးတဲ့အကြောင်းအရာတစ်ခုဖြစ်နေသေးပါ။ဒါပေမဲ့အခုအခါမှာတော့ထွန်းထွန်းရဲ့မင်္ဂလာပွဲပြီးနောက်ထပ်ဖူးစာရွှေလက်ဆွဲပြီးလူပြိုကြီးဘဝကိုဆွန့်လွတ်တော့မဲ့အနုပညာရှင်တယောက်ရဲ့သတင်းကပရိသတ်တွေကြားထဲထပ်မံရေပန်းစားလို့လာပြန်ပါတယ်။အဲ့ဒီလူကတော့တခြားသူမဟုတ်ပဲဆယ်စုနှစ်တစ်ခုမှကပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားတဲ့နှုတ်ခမ်းညီမလေးတွေရဲ့အသေးဆွဲအဆိုတော်တရုတ်ဆောင်လူပြိုကြီးရဲလေးပဲဖြစ်ပါတယ်။အမြဲတမ်းအေးအေးဆေးဆေးနေတတ်ပြီးအနုပညာအလုပ်တွေကိုပဲဖန်တီးပြလေးရှိတဲ့ကိုရဲလေးဟာအခုတစ်ခေါက်မှာတော့ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်နဲ့အတူလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီကောင်မလေးရဲ့ပုံစံလေးကအလွန်ပဲနှုတ်ယူဖန်ဆားနိုင်ပြီးပြုံးလိုက်ရင်မင်းသမီးကျော်လေးချူလေးနဲ့တောင်တထေရတဲ့တူနေတယ်လို့ပရိသတ်တွေကတညီတညွတ်တဲမှတ်ချက်ပေးနေကြတာပါ။မျက်နှာဝိုင်းဝိုင်းမျက်လုံးဝိုင်းဝိုင်းလေးနဲ့အပြစ်ကင်းစင်တဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့အဆိုပါကောင်မလေးကိုမြင်ရတဲ့ပရိသတ်တွေကကိုရဲလေးရဲ့ဖူးစာဖက်ကတကယ်ကိုချစ်စရာကောင်းလုံးနဲ့ချူလေးနဲ့အတော်လေးစင်တာပဲဆိုပြီးအားကြတော့ရေးသားနေကြပါတယ်။အနုပညာလောကမှာအောင်မြင်မှုတွေအများကြီးရရှိထားပြီးဖြစ်တဲ့ကိုရဲလေးတယောက်အခုလိုချစ်စရာကောင်းတဲ့ကောင်မလေးနဲ့အတူဘဝခရီးကိုရှောက်လန်းတော့မယ်ဆိုတဲ့သတင်းကြောင့်အချို့သောပရိသတ်တွေကဝမ်းသာပီတိဖြစ်နေကြသလိုနှုတ်ခမ်းညီမလေးချို့ကတော့အသေးကွဲနေကြရပြီလို့ဆနောက်နေကြပါတယ်။တကယ်ပဲမင်းသားကြီးထွန်းထွန်းပြီးရင်နောက်ထပ်မင်္ဂလာရွှေလက်တွဲရမယ့်သူကလူပြိုကြီးရဲလေးဖြစ်လာမလားဆိုတာကတော့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဲချစ်ပရိသတ်ကြီးရေအခုလိုအရန်ကိုလိုက်ဖက်ညီလုံးတဲ့ကိုရဲလေးနဲ့သူမလေးတို့စုံတွဲကိုသဘောတူကြရဲ့လားသူတို့ရဲ့မင်္ဂလာသတင်းကောင်းကိုရောဘလောက်ထိမျှော်လင့်နေကြပြီလဲဆိုတာကိုအောက်ကမှတ်ချက်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးနော်